ဇလန်းအစမှာနတ်ဖျားတစ်ပါးကထာဝရနုပြိုနေဖို့အတွက်နေ့တိုင်းဂျင်းစင်းတစ်တီလေးတွေကိုစားလေးရှိပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့မတော်တဆမှုတစ်ခုဖြစ်ခဲ့တယ်တစ်တီထည့်ထားတဲ့ပိုလင်းအဖုံးကကြက်နေတာကြောင့်ဘလို့မှဖွင့်လို့မရပဲဖြစ်နေပါတယ်။အဲ့ဒါနဲ့ပိုလင်းဖင်ကိုအားနဲ့ခါချလိုက်တဲ့အခါမှာတော့အတွင်းထဲကတစ်တီလေးတွေအားလုံးအပြင်ကိုလွင့်ထွက်ကုန်ပါတော့တယ်။ဒါဟာတကယ်ကိုကပ်ပေးကြီးပါပဲအဲ့ဒီတစ်တီလေးတွေဟာလူပြည်ကိုထွက်ပြေးလို့မြောက်သွားကြပါတယ်။သူတို့ဟာလူတွေရဲ့ကိုယ်ခန္ဓာကိုပြစ်မှတ်ထားပြီးတွေ့ကက်ကြတာပါ။လမ်းလျှောက်တဲ့ကလေးငယ်တွေကိုတောင်ချမ်းမထားပဲတွေ့ကက်တက်ကြပြီးတခါရွယ်မိပြီဆိုရင်အဲ့ဒီကလေးနဲ့အတူ18နှစ်ကြာအောင်အတူရှိနေတတ်ကြပါတယ်။အဲ့ဒီကလေးမလေးအရွယ်ရောက်လာတဲ့အခါမှာတော့သူမဟာသူမကိုဘောကအဲ့ဒီတစ်တီလေးတွေကိုဖယ်ရှားပစ်ဖို့အသေးတန်စူးစမ်းပါတော့တယ်။ဒါပေမဲ့သူတို့ကတော့ခွာလို့မရအောင်ကတ်နေကြတော့ပါပဲ။သူမအတင်းဆွဲခွာပေးမဲ့လည်းအလကားပါပဲ။နောက်ထပ်တစ်တီလေးတစ်လုံးကလည်းအရန်ဆိုးပါတယ်။ကောင်မလေးအိပ်ပျော်နေတော့သူမရဲ့လက်မောင်းပေါ်ကိုတိတ်တဆိတ်တက်လာခဲ့လို့ကောင်မလေးကများလန့်អော်ရတဲ့အထိပါပဲ။သူကတော့ဘေးနားမှာအားရပါးရရေမောနေခဲ့ပါတယ်။ကောင်မလေးဟာနေလန့်မျိုးမျိုးနဲ့စူးစမ်းခဲ့ပါတယ်။စက်နဲ့အပြင်းထန်တုံခအောင်လုပ်တာဘီယာပလင်းနဲ့ဖိချတာမျိုးတွေလုပ်ခဲ့ပေမဲ့အဲ့ဒီတစ်တီလေးတွေကတော့လုံးဝမကြောက်ကြပါဘူး။ပလတ်စတစ်အလွှာ80နဲ့ပတ်ထားရင်တောင်သူတို့ကိုတားဆီးလို့မရခဲ့ပါဘူး။ကောင်မလေးကများဒီနှိမ့်ဆက်မှုတွေကြောင့်ယူမတက်ဖြစ်နေခဲ့ရပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲနတ်ဖျားရဲ့စေတမန်ဟာအချိန်မီရောက်ရှိလာပြီးအဲ့ဒီတစ်တီလေးတွေအားလုံးကိုပြန်လည်သိမ်းဆည်းသွားခဲ့ပါတယ်။အဲ့ဒီတော့မှပဲကောင်မလေးဟာသူတို့ရန်ကနေနောက်ဆုံးမှလွတ်မြောက်သွားပါတော့တယ်။